ဟုတ်ပြီဒီနေ့နှုတ်ကပတ်တော်ဝင်ငါခွင့်ရတဲ့အတွက်ကြောင့်ယေရှုတင်တယ်နံပါတ်1ထာဝရဘုရားသခင်အပေါ်မှာသူယေရှုတင်တယ်ဒုတိယအနေနဲ့တင်းဥစ္စာမှာစာရွေးအမှုတော်လောက်ဖောက်ဆောင်ဖင်းများနဲ့အတင်းသူတင်းသားများအားလုံးဒီနေ့ဒီမှာရောက်ရှိလာကြတော့သူအားလုံးအပေါ်မှာလည်းအထူးယေရှုတင်တယ်လို့ဆိုစွာပြောခြင်းနဲ့အားလုံးကိုစာငတ်တောင်းတတဲ့အတိုင်းဘုရားသခင်ဝိညာဉ်တော်ကရုပ်တိုင်းကိုတိုးထေးပြီးစကားပြောပါစေအာမင်ဒီနေ့ကျွန်တော်တို့တပပတိအနေနဲ့အပြန်အလှန်ဖတ်ရခဲ့တဲ့ကျမ်းပိုက်ကကျွန်တော်ရွေးချယ်တဲ့ကျမ်းပိုက်ဖြစ်ပါတယ်အဲ့ဒီအထဲကနေကျွန်တော်ယူလိုက်တဲ့အချက်အတူချုံနှစ်ပိုက်လောက်ကိုပြန်ဖတ်လို့ပါတယ်ရှမသက်ခရစ်အခန်းကြီး6အငယ်6ကိုပြန်ဖတ်လို့ပါတယ်တင်ဒီစုတောင်းသောအခါစိတ်ဉာဏ်ရအယတ်သို့ဝင်၍တခါကိုပိတ်ပြီးမှမထင်ရှားသောအယတ်၌ရှိတော်မူသောတင်ဤအဘကိုစုတောင်းလောမထင်ရှားသောအရာကိုမြင်တော်မူသောတင်ဤအဘသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တတ်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တတ်ဒုတိယကျမ်းပိုက်အနေနဲ့ဟေဘဲဩဝါဒစာအခန်းကြီး7အငယ်6ကိုလည်းပြန်ဖတ်လို့ပါတယ်ယုံကြည်ခြင်းမရှိလျင်ဖျားသခင်စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဖျားသခင်အထံတော်သို့ချင်းကတော်သူသည်ဖျားသခင်ရှိတော်မူသည်ကို၎င်းကိုယ်တော်ကိုရှာတော်သူအားအကျိုးပေးတော်မူသည်ကို၎င်းယုံရမည်ဖတ်သွားတဲ့နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းကိုဘုရားရှင်ထူကောင်းကြီးချပေးပါစေဒီနေ့ကျွန်တော်အနေနဲ့ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးမှအနည်းငယ်ဝင်ကခေါ်အားပေးသွားလိုပါတယ်ဆုတောင်းခြင်းရဲ့အဖြေပြီးလို့ရှိရင်အကယ်၍အဲ့ဒီဆုတောင်းခြင်းမပြည့်စုံခဲ့ဘူးဆိုရင်ဘယ်လိုမျိုးလဲပြီးရင်နောက်ဆုံးအနေနဲ့ဆုတောင်းခြင်းရဲ့အကျိုးရောရှိသေးရဲ့လားဆိုတဲ့သုံးခုကို cover လုပ်နိုင်ဖို့အတွက်ကျွန်တော်ပြင်ဆင်ထားတာဖြစ်တယ်အဲ့ဒီအတိုင်းကျွန်တော်ထိမိမှဟောတတ်ရင်တော့မှဆရာဝင်ငှခြင်းတဲ့အရာကအဲ့ဒါဖြစ်တယ်လို့နှလုံးသားထဲမှာစိတ်ထဲမှာခံယူပေးကြပါဆိုပြီးမှပြောပြခြင်းတာဖြစ်တယ်ကျွန်တော်ဒီရောက်တိုင်းညာတော်အဖြစ်ကျွန်တော်နှုတ်ကပတ်တော်ဝင်ရတဲ့အခါမှာဆုတောင်းခြင်းရောက်ကြခြင်းခဏကျွန်တော်တို့ကြားရတယ်နော်ဒီဆရာသူအသင်းတော်လဲ better prayer ဆုတောင်းအိမ်တော်အသင်းတော်ဟောငိုက်တယ်နော်ကျမ်းစာကြောင်းလဲရှိတယ် prayer theological ဖြစ်ပြန်ရဆုတောင်းခြင်းတစ်ချိန်လုံးခေါင်းစဉ်တပ်ပြီးမှလုပ်တဲ့ဆရာဆိုတော့ဆုတောင်းအားကြီးမှာပဲတော့တင်တို့စိတ်ထဲမှာထင်မှားကောင်းထင်မှားကြလိမ့်မယ်ကျွန်တော်ဆုတောင်းအားကြီးတာလည်းမဟုတ်ပါဘူးဒါပေမဲ့ဆုတောင်းခြင်းကိုတော့တကယ်ခရိယာအသက်တာမှာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ဆိုတာကျွန်တော်အနေနဲ့ပြောလို့ချင်းဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့နံပါတ်1အနေနဲ့ဆုတောင်းချက်အဖြေဒါမှမဟုတ်ဆုတောင်းခြင်းရဲ့အဖြေကဖယားသခင်ကဂတိတော်ပေးထားတယ်အဲ့ဒီဆုတောင်းချက်ရဲ့အဖြေဆိုတာကကျွန်တော်တို့တောင်းနေတဲ့အသိအကျလုံးဝမလွဲတဲ့ဆုတောင်းပေးတဲ့အရာကိုကျွန်တော်တို့ယဉ်ဝန်းထားတာဖြစ်တယ်ဒါကသခင်ယေရှုကိုယ်တိုင်ကလည်းရှမသက်ခရစ်ဝင်အခန်းကြီး9ကိုကြည့်တဲ့အခါမှာတောင်းကြလော့တောင်းလေရမည်ရှာကြလော့ရှာလင်တွေ့မည်တကားကိုခောက်ကြလော့ခောက်လင်တွေ့ဖွင့်မည်တောင်းတော်သူမိတွေကရည်ရှာတော်သူကလည်းတွေ့တကားခောက်တော်သူလည်းဖွင့်ခြင်းကိုခံရတယ်တဲ့ဒါကသိကြတဲ့အဖေမှန်ဖရာသခင်ယေရှုကိုယ်တိုင်ကလည်းဂတိတော်မြောက်များစွာပေးထားတာကျွန်တော်တွေ့ရှိရတယ်ဆုတောင်းချက်အဖေနဲ့ပတ်သက်ပြီးမှသခင်ယေရှုကလည်းပုံဥပမာမြောက်များစွာဖော်ပြထားတာကျွန်တော်တွေ့ရှိရတယ်အခုကျွန်တော်တို့ဖတ်တဲ့ရှမသက်ခုနှစ်ကိုဆက်ဖတ်ကြည့်တဲ့အခါမှာလဲတားအဖကြားထဲမှာတားကမုတ်ကိုတောင်းတဲ့ကြောက်ကဲကိုပစ်ပေးမဲ့လို့ဘယ်နှယောက်ရှိတယ်လဲတဲ့နော်ငါးကိုတောင်းတဲ့အခါမွေကိုပေးမဲ့လို့ရှိပါသလားမရှိဘူးစိတ်ထားဘလောက်ပဲစိုးညစ်နေပါလေစေကုတာအသက်အကောင်းဆုံးကိုပေးခြင်းနဲ့တင်တို့လူသားတွေမဟုတ်ဘူးလားဒါပေမဲ့တင်တို့နဲ့လုံးဝသူ့နိုင်မမီဖြစ်တဲ့ဖယားသခင်ရှိကနေ
ထံကနေစုတောင်းတော့သူအားလုံးကမရဘဲနေမလို့တဲ့ပြောချင်တာစုတောင်းတဲ့အတိုင်းအဖေသိကြစွာပေးဖို့ရအတွက်သခင်ယေရှုကပဥပမာနဲ့မြောက်များစွာဖော်ပြထားတာအခြားကျမ်းပိုက်များကိုကြည့်ပဲဆိုလို့ရှိရင်မတရားတော့တရားသူကြီးနဲ့နော်မုတ်ဆိုးမရဲ့စုတောင်းခြင်းလဲသခင်ယေရှုကိုယ်တိုင်ကတုံတယ်နော်အဲ့ဒီမတရားတော့တရားသူကြီးကငါကဖျားလဲမကြောက်ဘူးကြွလဲမဆိုင်ဘူးလူလဲမကြောက်ဘူးဒါပေမဲ့ဒီမုတ်ဆိုးမကသူ့ကိုမဖြေရှင်းပေးဘူးဆိုရင်တစ်ချိန်လုံးငါ့ကိုနောက်ဆက်မှာဖြစ်တဲ့သူကြောင့်ဆိုပြီးမှဖြေရှင်းပေးလိမ့်မယ်ဒါကြောင့်သင်တို့တွေလည်းစုတောင်းကြမှာမရမချင်းစုတောင်းမှာဖျားသခင်ပေးလိမ့်မယ်ဆိုပြီးမှဂတိတော်ခင်ယေရှုကကျွန်တော်တို့ကိုပုံဥပမာနဲ့ပြောပြတာကျွန်တော်သိရှိရတယ်နောက်တစ်ခုကလည်းအားမရောက်ဘဲနဲ့တောင်းဖို့ရအတွက်ကိုယ်တငယ်ချင်းတယောက်ကညတကောင်မှာဧည့်သည်ရောက်လာတယ်တဲ့သူ့ကိုကြွေးဖို့သူလဲဆင်းရဲရှာတယ်ချင်းနော်မဟုတ်သုံးလုံးတော့မရှိဘူးအဲ့ဒါကိုအကောင်းဆုံးဧည့်သည်ဒီလဲကြွေးခြင်းတယ်သူ့တငယ်ချင်းစီမှာညမှာတခါခောက်ပြီးမှတောင်းတဲ့အခါမှာငါတို့မိသားစုအိတ်ပြီးထားပြီးမပေးနိုင်ဘူးမဟုတ်ဘူးသူတို့နှစ်ယောက်ကပြောမနာဆိုမနေတာနော်အဲ့လိုမလုပ်ပါနဲ့လေငါတငယ်ချင်းကလောတာသမ်းမှာတစ်ချိန်လုံးអော်တဲ့အခါမှာသူ့လိုသမျှအားလုံးကိုပေးလိုက်မယ်ဒါကြောင့်သင်တို့တွေလေးစုတောင်းကြပါတဲ့ဒါကြောင့်အဖေအသိအကျပေးဖို့ရန်လဲဖခင်သခင်ကဂတိတော်ပေးထားတယ်ဟာလေလုယာစုတောင်းတဲ့အခါမှာလဲသိကြတဲ့စုတောင်းခြင်းလဲတခါတလေလိုအပ်ပါတယ်ဟာလေလုယာတချို့ကိုကျွန်တော်တို့စုတောင်းပေးတဲ့အခါမှာဘာစုတောင်းပေးမလဲကောင်းကြည့်ပြီးပါစရာဘာကောင်းကြည့်ပြီးရမလဲလို့စိတ်ထဲမှာနှုတ်ဆော်ရအတိုင်းတယ်သူ့မှာစုတောင်းတော့ခံနေတာပြီမဲ့သူ့မှာသိကြတဲ့လိုချင်တဲ့အရာလည်းမရှိဘူးနော်တခါတလေတချို့ကြတော့စုတောင်းပြီးမှုအိမ်ကိုရောက်တဲ့အခါမှာဘာစုတောင်းပေးမလဲလို့မေးတဲ့အခါမှာပြစ်စမကျေးဇူးတော်ချီးမွမ်းပေးဘူးပဲတကယ်တမ်းကျတော့သူတို့သားလိုချင်တာအများကြီးရှိတယ်အဲ့ဒီနေရာမှာကျွန်တော်စုတောင်းခြင်းဆိုတဲ့အရာလေးကိုနဲ့ဆိုင်စွာနားမလည်မခံစားရသေးတဲ့အတွက်ကြောင့်အဲ့လိုပေါ့စားစွာစုတောင်းခံချက်ကိုသင်ပြနေကြတာဖြစ်တယ်ဆိုတာကျွန်တော်နေလည်းပြောပြချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့သခင်ယေရှုဒီလောကမှာအမှုတော်လုပ်နေတဲ့အချိန်မှာနော်တနေရာမှာသွားနေတဲ့အချိန်မှာမျက်စိကန်းသောနှစ်ယောက်ကထအော်တယ်ဒါဝိဒ်ရဲ့သားတော်ကျွန်တော်တို့ကိုကဲမသနာတော်မူပါလို့မျက်စိကန်းသောသူနှစ်ယောက်နော်ယေရှုရှိရောက်တဲ့အခါမှာယေရှုကဘာပြောလဲသင်တို့အတွက်ငါဘာလုပ်ပေးစေချင်တယ်လဲလို့မြင်လိုက်ကြည်တာနဲ့တခါတည်းသိတယ်ဒါပေမဲ့နှုတ်ကနေသိကြဆိုဝန်ခံဖို့ရဘုရားသခင်ကကျွန်တော်တို့တောင်းဆိုတဲ့အချိန်ရှိတယ်သင်လိုအပ်တဲ့အရာကိုဘုရားသခင်ကသိတယ်ဒါပေမဲ့သင်နှုတ်ကနေကိုတော့ဒီအရာကိုလိုအပ်ပါတယ်လို့ပြောဖို့ရအတွက်ကျွန်တော်တို့ဘုရားသခင်တောင်းဆိုတဲ့အချိန်ရှိတယ်ဒါကြောင့်သိကြဆိုကျွန်တော်တို့ဆုတောင်းရမယ်ဟာလေလုယာတောင်းတဲ့အတိုင်းငါပေးမယ်လို့ဂတိတော်လည်းရှိတယ် Praise the Lord ကျမ်းစာကိုကြည့်မယ်ဆိုရင်ဓမ္မဟောင်းကျမ်းထဲမှာနော်ဟာနာရဲ့ဆုတောင်းခြင်းကိုကြည့်တဲ့အခါမှာအဖေရတဲ့ဆုတောင်းခြင်းဖြစ်တယ်သားရခြင်းနဲ့ကိုရောဆုတောင်းတဲ့အခါမှာတကယ်ပဲသားရသွားတယ်ဆောလမွန်ရှာမွန်လဖြစ်သွားတယ်နော်အခြားတစ်ယောက်ပြောမယ်ဆိုရင်လို့အဲလိယကမိုးခေါင်နေတဲ့အချိန်မှာမိုးပြန်ရွာဖို့ဆုတောင်းတဲ့အခါမှာဆုတောင်းတဲ့သူပါမိုးကမိသွားတယ်နော်ဘုရားသခင်သိကြတဲ့ဆုတောင်းချက်အပေါ်မှာသိကြတဲ့အဖြစ်ပေးတဲ့အရာလေးကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်သခင်ယေရှုကိုယ်တိုင်ကလည်းနော်ရာယရုထွက်ခဲ့ဆိုပြီးမှတည်ပြီးမှသင်ကြိုင်ထဲမှာ4ရက်တောင်ရှိပြီးငါတောင်ပုတ်ဆောင်တောင်နာပြီးပြီဒါပေမဲ့တောင်းတဲ့အတိုင်းပြန်ရှင်းလာတာကျွန်တော်တို့သိရှိရတယ်ပြည်သူတို့ထောင်ထဲမှာရောက်တယ်နော်အချုပ်ထဲမှာရောက်သွားတယ်နောက်မနေ့ပြန်ဆိုရင်တရားစီရင်ပြီးမှတီမိန်ပေးဖို့ရဆောက်နေတယ်အသင်းတော်ကတညလုံးစုတောင်းတဲ့အခါမှာနမိတ်လက္ခဏာနဲ့ဖျားသခင်ကောင်းကင်ဘုသူဆွဲထုတ်ပြီးမှထောင်ထဲကနေလွတ်မြောက်ခြင်းဖျားရှင်ကပေးခဲ့တယ်
ဒါဒီအားလုံးကိုကြည့်တဲ့အခါမှာတင်ဆုတောင်းတဲ့အခါမှာအဖေအသိအကြပေးတဲ့ဖရာသခင်နော်တင်ဆုတောင်းခြင်းကိုသိချအောင်လုပ်ပါဟာလေလုယာသိချအောင်လုပ်ပါမရမချင်းဆုတောင်းပါဂတိတော်ရှိတယ်ဖရာသခင်ကပေးမယ်လို့ဂတိတော်ရှိသလိုတင်တို့ဒီလေဒီမှာရောက်ရှိတဲ့လူတော်များများလဲတက်သိခံတူးချင်းတက်သိခံချက်မင်းမယ်တက်သိခံခိုင်းမယ်ဆိုရင်တော့အနည်းနဲ့အများရှိနေမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဆုတောင်းခြင်းနံပါတ်1ကဆုတောင်းခြင်းရဲ့အဖေရခြင်းကဖရာသခင်ဂတိတော်ဖြစ်တယ်ဆုတောင်းရအောင်လို့ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ဆုတောင်းချက်မပြည့်စုံလာရင်ဘယ်လိုလုပ်မလဲကျွန်တော်အပါဝင်မော့ယုံကြည်သူအများစုကဆုတောင်းခြင်းနဲ့ပတ်သက်လာတဲ့အခါမှာအဖြေရတဲ့ဆုတောင်းခြင်းကိုပဲနော်စိတ်အားထက်သန်တယ်အဲ့ဒီအဖြေသိကြဆိုရတဲ့အခါမှာစိတ်လုံးရှားတယ်ဟာလေလုယာဖခင်သခင်ကောင်းမယ်ကျွန်တော်တို့အချိန်ချင်းသက်သေခံတယ်ကောင်းတယ်ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဖတ်တဲ့ကျမ်းစာတွေကိုပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဆုတောင်းခြင်းကိုအဖြေမရတဲ့အရာတိုင်းရှိတတ်ပါတယ်နော်ဆုတောင်းမပြီးတဲ့လူဘယ်နှယောက်ရှိတယ်လဲဒီမှာစာဆောင်တစ်ခုမှာနော်ရန်ကုန်အုတ်ဂင်ဆိုတဲ့စာဆောင်ထဲမှာမိသားစုတို့အိမ်ထောင်မိသားစုဆုတောင်းစီဝေလုပ်တဲ့အခါမှာသားသမီးတွေကအဖေ TV တစ်လုံးရဖို့ဆုတောင်းရအောင်လို့ပြောတဲ့အခါမှာသူ့အဖေကတောင်းကြလေချက်ချင်းရမှာမဟုတ်ပဲတဲ့အခုကလေးကတောင်းလိုက်ချက်ချင်းရမှာမဟုတ်တဲ့သူကြောင့်ပြောချင်တာငါကျွန်တော်တို့ဆုတောင်းမပြီးတဲ့အချိန်ရှိရနော်အဲ့ဒီဆုတောင်းမပြီးတဲ့အချိန်မှာကျွန်တော်တို့ဘာလို့ဆက်လုပ်ရမလဲဖျားသခင်တော်များကဖျားသခင်ကြောခိုင်းသွားကြတယ်ခုနကကျွန်တော်ပြောတဲ့ဆုတောင်းခံချက်တောင်းတဲ့အခါမှာကျေးဇူးတော်ချီးမွမ်းပေးကြပါလို့ပြောတဲ့လူကိုသူ့ရဲ့အတွင်းထဲမှာသူ့ရဲ့ခံစားချက်ကဘယ်လိုပဲဆုတောင်းပြီးမလာဘူးခမများတို့ကဆုတောင်းတာနှစ်ပေါင်းကြာပြီခုထက်ထိနှူးထားမှုမရဘူးဆိုတဲ့အမျိုးလေးတယ်နော်ကျွန်တော်တိတိမှာအမှုတော်ဆောင်ခါစားတော့ကsound system နဲ့ဆုတောင်းတယ်mixer အဲ့ဒီတော့က mixer ပထမကြားရတယ် mixer ကဘာမှလည်းမသိဘူးဆုတောင်းတယ်အခြားတဲ့တော်တွေကခမများတို့ဆုတောင်းတာခုတည်း အဖြစ်မရသေးဘူးနော်ဆိုပြီးမှဟာတာနဲ့လူငယ်တချို့ကလာပြောတယ်လို့လည်းရှိတယ်ဟုတ်ပြီကျွန်တော်တို့ဆုတောင်းခြင်းကိုအဖြစ်မရတဲ့အခါမှာတနည်းပြောအဖြစ်မရတဲ့အခါမှာကိုယ့်ရဲ့လိုချင်တဲ့ကသိကြတဲ့အဖြစ်မရတဲ့အခါမှာကျွန်တော်တို့တော်များကဖရာသခင်ကိုကြောခိုင်းသွားတယ်ဆုတောင်းဖို့အားနေသွားတယ်ဆုတောင်းခြင်းအကြောင်းကိုပြောပြီးဆိုရင်သူကခေါင်းတငယ်ငယ်ဖြစ်ပြီးမြဲစိတ်ထဲမှာတော့တမျိုးကြီးဖြစ်ပြီးမြဲနော်တိတ်အာယုံမလာဘူးဆုတောင်းနဲ့ပတ်သက်တဲ့အခါမှာthere is no god ဆိုတဲ့ပထမအဆုံးကြွေးကြော်တဲ့လူတစ်ယောက်ကကျွန်တော်ကြားရတဲ့လောက်ဆိုရင်သူ့သားအားတဲ့တန်ဖြစ်ပြီးမှသူကဖះကိုယုံကြည်တဲ့လူတစ်ယောက်ဖြစ်တာနော်ဆုတောင်းတယ်ငါသားကိုကြမ်းမချင်ပေးပါဆုတောင်းဟဲ့ဆုတောင်းတယ်ဒါပေမဲ့နောက်ဆုံးမှာဆုတောင်းကအဖြေမရဘဲနဲ့အားတကယ်တည်သွားတဲ့အခါမှာ there is no god ဖះမရှိဘူးလူတော်များလွမ်းမိုးနိုင်လောက်တဲ့ theory ဖြစ်သွားတယ်နော်ကျွန်တော်တို့ဆုတောင်းချက်မပြီးကိုရခြင်းနဲ့ကိုဆုတောင်းချက်ကိုကျွန်တော်တို့မပြီးဆုံးတဲ့အခါမှာဖရာသခင်ကိုကျွန်တော်တို့ကြောခိုင်းပြီးမှဖရာသခင်အသက်မရှင်ဘူးနော်ဖရာသခင်ကဆုတောင်းခြင်းကိုပြီးဆုံးအောင်မပေးဘူးဆုတဲ့ဖရာသခင်ကိုကျွန်တော်တို့ကြောခိုင်းပြီးမှဖရာသခင်လုံးလျာဆွတ်လွတ်တဲ့လူလည်းရှိတယ်ဒါဆိုရင်ဆုတောင်းမပြီးတဲ့အခါမှာနော်ဆုတောင်းချက်အပြီးသိကြမရတဲ့အခါမှာ
စုတောင်းတဲ့လူကယုံကြည်ချက်အားနည်းလို့လားမားတဲ့ဖရာသခင်ထံကိုကျွန်တော်တို့စုတောင်းမိလို့လားဒါဒီအားလုံးကိုပြန်ခြုံပြီးမှကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းယုံကြည်ခြင်းတော့ရှိပါတယ်မှန်ကန်တဲ့ဖရာကိုသခင်ယေရှုနာမတော်အပြင်လဲစုတောင်းတယ်အဖြစ်မရဘူးအဖြစ်မရတဲ့အခါမှာကျွန်တော်တို့ဘယ်လိုလုပ်မလဲကျွန်တော်တို့ယုံကြည်သူတွေမှာကိုဗစ်ခက်လာတဲ့အခါမှာနော်တချို့ကဆာလန်61တက်လာဘုရားသခင်ကွယ်ကာယနော်ဒါလည်းလူရဆူတယ်ဆူတောင်းတယ်အဖေပြန်လာချက်မှာဖို့ဆူတောင်းတယ်အမေချက်မှာဖို့ဆူတောင်းတယ်မရဘူးသိသွားတာပဲဘယ်လိုလဲဆရာမျက်ရည်တပေါက်ပေါက်ကြပြီးမှဆူတောင်းခြင်းနဲ့ပတ်သက်ပြီးမှအဖေမရတဲ့အခါမှာဆူတောင်းတဲ့ကျွန်တော်ကျမကယုံကြည်ချက်အားနေလို့လားဖယားသခင်ကကျွန်တော်ကျမကိုမိတွားလို့လားနော်ဒါဒီခွဲစံမြောက်များစွာထွက်လာတတ်ပါတယ်ဒါမြတ်ကျမ်းစာကိုကျွန်တော်တို့ပြန်လဲလိလာကြည့်တဲ့အခါမှာစုတောင်းမပိတဲ့ဖယားလို့အများကြီးရှိတယ်ဟာလေလုယာတဖက်တလန်ကနေဟာလေလုယာလို့ပဲခေါ်ရအောင်နော်ကျွန်တော်တို့အဖွဲလည်းရှိပါသေးတယ်လို့ဘယ်သူဒီလဲဆိုတော့မောရှေရဲ့အသက်တာကိုကြည့်တဲ့အခါမှာနော်ဖယားသခင်ဣသရေလလူမျိုးများကိုအကုတ်တုပြီးမှခေါ်ထုတ်ဖို့ရန်သူ့ခေါင်းဆောင်နေနဲ့အကန့်ထားတယ်ဖယားသခင်ထက်တောင်စိတ်ရှိတဲ့ပုဂ္ဂိုလ်နေနဲ့တမချင်းကိုခံရတယ် prophet အားလုံးထက်တော့ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အခြား prophet ဒီဆိုလို့ရှိရင်အိမ်မက်အဖြစ်တော်လကငါစကားပြောတယ်ဒါပေမဲ့မောရှေကြတော့ face to face နော်မျက်နှာချင်းဆိုင်ငါစကားပြောတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူ့မထိကြနဲ့လို့အဲ့လောက်အထိဖယားသခင်ကကွယ်ကာပေးခဲ့တဲ့ဖယားသခင်ယုံကြည်ခြင်းပိုင်းမှာတောင်မီဖြစ်တဲ့နော်မောရှေခါနန်ပြည်ဝင်သွားဖို့တိမ့်ပိုက်ဖို့ဖြစ်တဲ့အခါမှာဖယားရှင်ကသူ့ကိုခါနန်ပြည်ကိုမခေါ်သွားဘူးကျမ်းစာကိုပြန်ကြည့်တယ်ဆိုရင်အဝေးကနေပြန်ကြည့်ခိုင်းတယ်အဲ့ချိန်မှာမောရှေလည်းဆုတောင်းရှာတယ်ကိုရော်ရဲ့လက်ယုံတော်တကူတော့အခုမှစပြီးမှပြရမယ်အချိန်ဖြစ်တယ်အကျွန်ုပ်ကိုလည်းခါနန်ပြည်ကိုဝင်ခွင့်ပေးပါဖာလို့ဆုတောင်းတဲ့အခါမှာဖယားသခင်ကအကြောင်းအရာနဲ့ပတ်သက်ပြီးနောက်ထပ်မပြောနဲ့တော့တယ်ဆုတောင်းကျိုးလုံးဝမပြီးဘူးကျွန်တော်တို့ကမောရှေနေရာမှာရှိတယ်ဆိုရင်你帮理神龙扑卡背的哎呀，你培养的米要被拿了就那种个，没有，标嘛配的，但是都个嘞，都逻辑的带数当嘛比不，人家要这么好不？哈利路亚，就那种这跑起来了喏，要紧啊，等下批不下来看嘛，用起去安内了。မဟုတ်ဘူးဆိုတာကျွန်တော်ပြောပြချင်တာဖြစ်တယ်နောက်တစ်ယောက်ကရှင်ပေါလုကိုလည်းကြည့်ပါလားနော်သူ့မှာဝါကြွားစရာများရှိတယ်နော်တတိယကောင်းကင်ထိဘုရားရှင်ကသူ့ကိုခေါ်သွားတယ်အဲ့ဒီအတွက်တကက်မာနတက်စရာကောင်းလောက်အောင်နမိတ်လက္ခဏာမြောက်များစွာရတယ်မာနမတက်စီခြင်းကစာတန်ရဲ့တမန်ရဲ့ဘုရားတကယ်တို့ခန္ဓာကိုယ်ထဲမှာစုတကိုထည့်ပေးလိုက်တယ်အဲ့ဒီတက်ပြန်လိုက်ချက်မှာငါ၃ချိန်တည်းငါစုတောင်းတယ်ဒါပေမဲ့မရဘူးလေဘောလို့လဲစုတောင်းခြင်းမှာအားကြီးတဲ့လူဖြစ်တယ်နော်သူစုတောင်းရင်အနာရောဂါပြုတ်တယ်တည်တော်သူတော်မှာရှင်ပြန်ထားမယ်ဒါပေမဲ့သူ့ရဲ့စုတောင်းချက်ကမပြည့်စုံတာဘူးအဲ့ချိန်မှာရှင်ပေါလုကဘယ်လိုအသက်ရှင်သွားတယ်လဲဖယားကိုကြောက်ခိုင်းလား ministry ကိုဆွတ်လွတ်သွားသလား ministry ကနေထွက်သွားသလားတာရွေ့သူဒူးစားနေတာကျွန်တော်သိချင်ရတယ် hallelujah amen အာနာနာနဲ့တယောက်အကြောင်းကိုကျွန်တော်ထပ်ပြီးမှပြောချင်တယ်ဥပမာပေးဖို့တော့မှကျွန်တော်သူ့တော့အာနာတယ်အဲ့ဒါဆိုလဲဆိုတော့ယေရှုကက်တစီမာနီဥယျာဉ်မှာနော်အဖာ
equipment အကျွန်ုပ်ကိုလွဲစီတော်မူပါလို့သုံးချိန်သီးတစ်ချိန်ကနာရီကြာတနာရီဆုတောင်းတယ်အဲ့ဒါတောင်မှအဲ့ဒီဆုတောင်းချက်ကိုသုံးချိန်တိုင်အောင်သူဆုတောင်းခဲ့တယ်အဖေရလားသူလိုချင်တဲ့အဖေရလားမရသွားပါဘူးပြောချင်တာကဒီနေ့ဆုတောင်းခြင်းမပိလို့ဖရာသခင်စိတ်ကောက်ချင်တဲ့လူရှိလို့ရှိရဲ့ဒီတဲမှာဘယ်နှယောက်ရှိလဲအာမလျှော့ပါနဲ့ဆုတောင်းပါနောက်ဆုံးချက်အနေနဲ့ဆုတောင်းခြင်း၌အဖြေရှိသလိုဆုတောင်းခြင်းရဲ့အကျိုးရှိသေးတယ်ဆုတောင်းခြင်းရဲ့အဖြေနဲ့ဆုတောင်းခြင်းရဲ့အကျိုးကမတူညီဘူးသခင်ယေရှုကိုယ်တိုင်ကဆုတောင်းခြင်းအဖြေဆိုတော့တောင်းကြလို့တောင်းလင်ရမယ်ဆိုတဲ့မတဲ့ခုနှစ်ထဲမှာနော်ကျွန်တော်တို့ကိုတုံတင်တယ်တပည့်တော်များကိုကောင်းမွန်စွာတုံတင်ပေးတယ်အဲ့ဒီတုံတင်ချက်မပေးခင်အခန်းကြီး6မှာဆုတောင်းခြင်းရဲ့အဖြေကိုအကြောင်းကိုမတုံတင်ခင်မှာဆုတောင်းခြင်းရဲ့အကျိုးကိုတုံတင်ထားတာကျွန်တော်တွေ့ရှိရတယ်ခုနကတဘာပတိအနေနဲ့ကျွန်တော်တို့တပိုက်လုံးကိုအပြန်လန်ကျွန်တော်တို့ဖတ်ခဲ့အဲ့မှာအကျိုးဆိုတဲ့စကားလုံးကိုကြိမ်ပေါင်းမြောက်များစွာပြန်ဖတ်ကြည့်ပါအများကြီးရှိတယ်အဲအကြောင်းသခင်ယေရှုကဆုတောင်းခြင်းအဖြေရဖို့ရန်မတုံတင်ခင်မှာဆုတောင်းခြင်းရဲ့အကျိုးကိုကြိုတင်ပြီးမှကျွန်တော်တို့ကိုတုံတင်ထားတာကျွန်တော်သိရှိရတယ်ဆုတောင်းခြင်းမပိဆိုရင်တော့မှသင်ဆုတောင်းတဲ့အခါမှာအကျိုးကိုရှိနေတာဖြစ်တယ်အဖြေထက်တာ၍တောင်မှကောင်းကြီးမင်္ဂလာဖခင်ရှင်ကကျွန်တော်တို့တူထားတာဖြစ်တယ်သင်မှာဆုတောင်းအားကြီးလေအဖြေမရရင်လည်းဆက်တောင်းမှာအဲ့ဒီဆုတောင်းခြင်းရဲ့အကျိုးကိုတော့ရမှာဖြစ်တယ်ဟာလေလုယာဘယ်လိုဖော်ပြထားတယ်လဲဆိုတော့ရှမသက်ခရစ်ဝင်ခန်းကြီး6အငယ်6မှာနော်တင်ဒီဆုတောင်းတဲ့အခါရှိတ်ငြိမ်ရရတော့ဝင်၍တခါကိုပိတ်ပြီးမှမထင်ရှားသောအရ၌ရှိတော်မူသောအပေါက်ကိုဆုတောင်းတော့မထင်ရှားသောအရာကိုမြင်တော်မူသောသခင်တင်ဤအပသည်အကျိုးကိုထင်ရှားစွာပေးတော်မူတယ်အကျိုးကိုအဖေကိုမပြောဘူးเนาะဒီနေရာမှာတင်ရဲ့ဆုတောင်းချက်အဖေကိုပေးမယ်လို့ဒီနေရာမှာမပြောဘဲနဲ့တင်ရဲ့ဆုတောင်းချက်အကျိုးကိုထင်ရှားစွာပေးတော်မူတယ်ဒီနေ့ပါကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာကဆုတောင်းခြင်းရဲ့ချက်ရဲ့အဖေရှိသလိုဆုတောင်းခြင်းရဲ့အကျိုးကကြံသေးတယ်အဲ့ဒါကိုကျွန်တော်တို့အထူးဂရုစိုက်ဖို့ရန်ကျွန်တော်ပြောပြလို့ဖြစ်တယ်အဲ့မှာအချက်၃ချက်လောက်ကျွန်တော်ထုတ်မယ်ဆိုရင်တခါကိုပိတ်ရမယ်တဲ့ဆုတောင်းတဲ့အခါမှာတခါပိတ်ရမယ်တဲ့ဟုတ်ပြီဒီတခါပိတ်ခြင်းဆိုတဲ့နေရာမှာနည်းနည်းအထဲကိုဝင်ပြလို့ပြောရမလားနည်းနည်းအသိစိတ်ကျွန်တော်တို့ definition ထုတ်လို့မယ်ဆိုရင်ပြန်လဲခွဲစိတ်ဖြာပြီးမှကြည့်မယ်ဆိုလို့ရှိရင်သခင်ယေရှုကငါတွေတခါဝမှာခောက်လက်နေလို့ပြောတဲ့အချိန်လည်းရှိတယ်နော်အဲ့ဒီတခါဆိုတဲ့အရာကလောက်ပိုင်ခွင့်ပြုချက်နော် authority ကိုပေးရတဲ့အရာဖြစ်တယ်သခင်ယေရှုကပြန်ဘက်ကနေတခါခောက်တဲ့အခါမှာအထဲကလူကခွင့်ပြုမှနော်ကျွန်တော်တို့လူလားစွာနော်ကျွန်တော်တို့ခွင့်ပြုပေးမှဆုံးဖြတ်ပြီးမှအထဲကိုဝင်လို့ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဆုတောင်းတဲ့မှာတခါကိုပိတ်ပါဆိုတာနဲ့တင်နဲ့ဖျားတကယ်ကြဆုတောင်းခြင်းကိုနောက်ဆက်စီမဲ့အရာအားလုံးကိုပိတ်ပစ်လိုက်ပါလို့ပြောချင်တယ်ဟာလေလုယာကိုအိတ်ခံတဲ့မှာဟိုးတော့ခပ်ပြီးမှအထဲမှာဟိုတွေးနဲ့ဆုတောင်းတာမျိုးပြောတာမဟုတ်ဘူးနော်တခါကိုပိတ်ရမယ်ဖျားကိုအာယုံပြုရမယ်ရာဆုတောင်းတဲ့အရာကိုနောက်ဆက်စီတတ်တဲ့အရာအားလုံးကိုပိတ်ပင်ရမှာဖြစ်တယ်ဒုတိယအချက်ကအဲ့ဒီဖျားသခင်ကမထင်ရှားသောအရ၌ရှိတော်မူသောဖျားဖြစ်တယ်နော်ဖျားသခင်ကမထင်ရှားသောအရ၌ရှိတယ်တဲ့
အဲကြောင့်မထင်ရှားသောအရက်၌ရှိသောပုဂ္ဂိုလ်ကဖျားသခင်ကတင်းရဲ့ဆုတောင်းခြင်းကိုထင်ရှားစွာအကျိုးပေးလိမ့်မယ်ဟာလေလုယာဒါကြောင့်အကျိုးကတာ၍အရေးကြီးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒုတိယကျမ်းပိုက်ကျွန်တော်ဖတ်တဲ့ဟေဘရဲကိုကျမ်းကြည့်တဲ့အခါမှာယုံကြည်ခြင်းမရှိရင်ဖျားသခင်စိတ်တော်နဲ့မတွေ့နိုင်တဲ့သင်ကဖျားသခင်စိတ်တော်နဲ့တွေ့တဲ့ယုံကြည်ခြင်းကနံပါတ်1ဖျားသခင်ကိုရှိတယ်ဆိုတော့ယုံရမယ်တဲ့ကျမ်းပိုက်မှာလည်းထပ်ပြီးမှဖော်ပြထားတယ်ဒုတိယကကိုရောကိုရှာတော်သူဟာအကျိုးကိုဟုတ်တယ်နော်အကျိုးကိုပေးတော်မူသည်ကို၎င်းယုံရမယ်ဒီနှစ်ခုယုံကြည်ခြင်းရှိတယ်ဆိုဖျားသခင်ရဲ့စိတ်တော်နဲ့တွေ့တော်သူဖြစ်တယ်ဒီစုကိုငါတော့ဒီအရာကိုရမယ်ဆိုတဲ့အရာထက်နော်ငါစုတော့နေဖျားသခင်ရှိတယ်ငါစုတော့တော့သူကြားတယ်သူရှိနေတယ်တခါတလေကျွန်တော်တို့ဖျားသခင်ရှိတော့အောင်ဖျားသခင်ရှိပါမလားအဲ့လိုတွေးတတ်တဲ့အချိန်ရှိတယ်အဲ့ဒီအရာအားလုံးကိုခါချပေးမှဖျားသခင်စိတ်တော်နဲ့တွေ့တဲ့ယုံကြည်ခြင်းကနံပါတ်1ဖျားသခင်ရှိတယ်နေရာတိုင်းမှာရှိတယ်ဖျားသခင်တစ်ချိန်တည်းမှာနေရာတိုင်းမှာရှိတယ်ဖျားသခင်ဖြစ်တယ်အရာအားလုံးကိုသိတဲ့ဖျားသခင်ဖြစ်တယ်ဟာလေလုယာလှုပ်ဆောင်နိုင်တော့အရာအားလုံးကိုတတ်ဆွမ်းနိုင်တော့ဖျားသခင်ဖြစ်တယ်အဲ့ဒီဖျားသခင်ကျွန်တော်မှာရှိတယ်ဆိုတာယုံကြည်ရမယ်ဒုတိယချက်ကသူ့ကိုရှာရင်အကျိုးကိုပေးမယ်ဆိုတာယုံရမှာဖြစ်တယ်ဟာလေလုယာဆုတောင်းတဲ့အခါမှာအကျိုးဖျားရှင်ကပေးထားတာဖြစ်တယ်သင်အဖြေမရရင်တော့မှအကျိုးကိုတော့ကိန်းသည်ဖျားရှင်ကသင်ကိုပေးနေတာဖြစ်တယ် Praise the Lord မောရှေကဆုတောင်းတာအဖြေမရတော့လဲအကျိုးကိုရတာဖြစ်တယ်ပေါလုကအဖြေမရတော့လဲအကျိုးကိုရတာဖြစ်တယ်အကျိုးကပါလဲငါဂျေဇုသည်သင်အတွက်လောက်ပြီဒါကြောင့်ငါဝမ်းနဲ့ချင်ငါဝါကြွားနေပြီဟာလေလုယာအကျိုးကဖခင်သခင်ကကျွန်တော်တို့အတွက်ကြီးမားတဲ့အကြံစီရှိတယ်ဖခင်သခင်ဆုတောင်းချက်အဖြေရတဲ့အရာကဖခင်တကယ်တကူတော်နဲ့လက်ရုံးတော်ကိုမြန်တွေ့ခြင်းဖြစ်တယ်ဟာလေလုယာဆုတောင်းခြင်းအကျိုးရတဲ့အခါမှာဖခင်သခင်စိတ်တော်ကိုကျွန်တော်တွေ့တာဖြစ်တယ်ထာဝရနဲ့ဆိုင်သောအရာဖြစ်သွားတယ်ဆုတောင်းခြင်းအဖြေကတိမ်ခါရဖြစ်တယ်နော်ကျွန်တော်တို့ကျမ်းမာခြင်းအတွက်ဆုတောင်းကျမ်းမာတယ်ဟာလေလုယာနောက်တစ်ချိန်ပြန်ယောဂါနဲ့ပြန်တည်ရမှာပြန်တည်ရမှာနော်တခါကျမ်းမာခြင်းနဲ့ထာဝရကျမ်းမာတာမဟုတ်ဘူးနော်တိမ်ခါရဖြစ်တယ်ဣသရေလလူမျိုးတို့တာစားခြင်းတယ်လို့អော်တဲ့အခါမှာငုံသားကိုပေးတယ်တိမ်ခါရဖြစ်တယ်ခါနာန်ပြီးဝင်ဖို့ဖြစ်တာမကြတော့ဘူးမပြီးတော့ဘူးမာနမုန်းလဲထုနေလကောင်ပဲတကယ်တမ်းကြောင့်ထာဝရအကျိုးနဲ့ဆက်ဆိုင်တဲ့အရာကကျွန်တော်တို့ထာဝရဖြစ်သွားတယ်နော်ဆုတောင်းခြင်းအဖြေကအပြင်ပန်းလက္ခဏာအခြေအနေအားလုံးကိုပြောင်းလဲပေးတယ်ဆုတောင်းခြင်းအကျိုးကကျွန်တော်တို့ရဲ့အတွင်းလူကိုပြောင်းလဲပေးတယ် Praise the Lord အဲ့ဒီအကျိုးကိုရှိနေတယ်သင်ဆုတောင်းခြင်းကိုအမျိုးမထင်နဲ့ရိုင်းသွားတယ်ဆိုရင်ခွန်းလို့တော့ဖရာသခင်ကိုအထင်မသေးတဲ့ဖရာကိုမစော်ကားနဲ့ဆုတောင်းပါအဖြေရမယ်မရခဲ့သည်ရှိတော့ဆုတောင်းခြင်းအကျိုးကတာရွတ်ကြီးမြတ်တဲ့သင်ဆုတောင်းတဲ့အချက်ရပြီတဲ့အဲ့ဒီအကျိုးကတာရွတ်မြတ်တယ် Praise the Lord အာမင်အဲအကြောင်းကျွန်တော်တို့ဆုတောင်းခြင်းကိုဆက်လက်အားကြီးဖို့ရန်ကျွန်တော်အနေနဲ့တိုက်တွန်းခေါ်အားပေးလို့ခြင်းဖြစ်တယ်ဆရာမုံတောင်ဆရာကြီးဒေါက်တာမုံတောင်ရဲ့တက်သိခံချက်နော်သူအိန္ဒိယပြည်ကနေကျောင်းဆင်းခါစားသူတက်သိခံချက်နဲ့ဒီရန်ကုန်မှာအသင်းတော်စာချင်းအခုကဘာနဲ့အဝင်းနော်ကျင်းမာတဲ့အသင်းတော်တပါးရဲ့အသင်းဥစရာ
ခေါင်းဆောင်တစ်ပါးဖြစ်တဲ့အကြောင်းအရာကိုခြုံပြီးမှသူ့ရဲ့အသက်တာကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာသူဆုတောင်းခြင်းရဲ့အကျိုးကိုခံစားရတာဖြစ်တယ်ဟာလေလုယာသူတက်တဲ့ခံတဲ့အခါမှာသူ Southern Asia Bible College မှာကျွန်တော်လည်းအိမ်မှာကျောင်းတက်တာဖြစ်တယ်သူစီနီယာကြတယ်ကျောင်းလာခမသွင်းနိုင်ရင် notice board မှာနာမည်နဲ့ဘယ်နှလားအစားမသွင်းသေးဘူးကျောင်းရရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့မှာကျောင်းလာခပုံမှန်မသွားနိုင်ပဲနဲ့မသွင်းနိုင်တဲ့အတွက်ကြောင့်ငွေကြီးခက်ခဲတဲ့အရာကြောင့်ဖယားကြီးကျယ်သူဆုတောင်းတယ်တကယ်ကိုဆုတောင်းတာလိုချင်တာကပုံမှန်ငွေကြီးကိုကျောင်းမှာသွင်းနိုင်ဖို့သူဆုတောင်းတယ်သူတက်တဲ့ခန္ဓာသူ့ရဲ့mosquito net ချင်းတောင်ပေါ်မှာတောင်မှပိုက်ဆံအထုတ်လိုက်တစ်ခါသူတွေ့ဘူးတယ်ဆုတောင်းတဲ့အခါမှာသူ့ရဲ့ချင်းတောင်ပေါ်မှာပိုက်ဆံအထုတ်လိုက်လူတန်းတဲ့လူကလည်းမသိစေချင်လို့သူတို့ပေးတာဖြစ်မှာဒါမှမဟုတ်ကောင်းကင်တမန်ကိုယ်တိုင်ကချပေးသလားသူလည်းခုထက်သိမှာမဟုတ်ဘူးကျွန်တော်တို့လည်းမသိပါဘူးအဲ့လိုဆုတောင်းရင်လည်းသူဆုတောင်းတာကနော်ငွေကြီးအတွက်ကျောင်းလာခအတွက်အကျိုးရတာကမြန်မာပြည်ကိုပြန်ရောက်တဲ့အခါရန်ကုန်မှာအသိတော်စားပါကြီးမာတဲ့အသိတော်ဟာပြင်မယ်အဲ့ဒီအတွက်ဆုတောင်းတာမဟုတ်ဘူးဆုတောင်းတာငွေကြီးအတွက်အကျိုးရတာကအသိတော်တည်ထောင်ဖို့အမေရိကအထိသူအသိတော်တည်ထောင်သူ့လက်ကောက်ကနေနိုင်ငံအနက်မှာအသိတော်တည်ထောင်အဲ့ဆုတောင်းခြင်းအကျိုးကဘယ်လောက်ကြီးမားပါလဲဟာလေလုယာသင်ဆုတောင်းပါသင်လိုချင်တဲ့အဖေမရရင်လည်းအကျိုးကဖယားတကယ်စိတ်တော်နဲ့သင်ကတွေးလို့ရှိရင်အကျိုးကကြီးမားတယ်အဲ့ဒီအကျိုးကိုဖယားတကယ်ဆုတောင်းတော့သူအားလုံးအတွက်ဂတိတော်ပေးထားတာဖြစ်တယ်ဟာလေလုယာဆုတောင်းရအောင်နော်အာမဆောက်ကြနဲ့အကျိုးရှိတယ်အဲ့ဒါထာဝရနဲ့ဆိုင်တယ်ဖယားသခင်စိတ်တော်နဲ့တွေ့တော်အကျိုးဖြစ်တယ်ယေဖယားသခင်ကိုရတဲ့အကျိုးဖြစ်တယ်ဟာလေလုယာကျွန်တော်အသက်တာကလည်းနည်းနဲ့ထည့်ပြီးမှကျွန်တော်တက်တည်ခံခြင်းတယ်ကျွန်တော်လည်းအရင်တော့ကဆိုရင် US နိုင်ငံသွားဖို့ crazy ဖြစ်တဲ့လူတစ်ယောက်ဖြစ်တယ်နော်သူတောင်းတဲ့ Oral Roberts University မှာ3ချိန်လောက်ကျွန်တော် admission ရတယ် I-20 ကိုတစ်ချိန်လုံးလမ်းပို့ကြတယ်ကျွန်တော် visa ဝင်တယ်နောက်ဆုံးတစ်ချိန်ကျွန်တော်ဝင်တဲ့အခါမှာအခုဆရာကြီးတို့ဆရာကုတ်တို့နေအခုနေတဲ့အိမ်ကသူတို့တက်မနေသေးဘူးဒီတိုင်းရှိနေတဲ့ချိန်အသင်းတော်ကိုတီးတန်းတော်မှမစားသေးဘူးเนาะအဲ့ချိန်မှာကျွန်တော်ကတလားလုံးတော့အဲ့မှာကျွန်တော်တယောက်တည်းဆုတောင်းခဲ့တယ်အကူတော့လမ်း90ဟိုအပေါ်ထပ်မှာတိုက်ခတ်မှရှိနေတဲ့အချိန်ကျွန်တော်ဒီနေရာမှာဆုတောင်းတယ်တလားလုံးကိုကျွန်တော်အစားချောင်းတယ်ကိုဟွာလောက်တာကအဖတ်မစားဘူးအရေတော့ကိုခွန်းလို့တယ်နော်လက်ဖက်ရည်ပဲဖြစ်ဖြစ်အချိုးရည်ပဲဖြစ်ဖြစ်7နာရီမှာတစ်ကြိမ်တောက်ခွန်းတစ်ခွက်ကိုတောက်ခွန်းကိုပေးလိုက်တယ်3နာရီကြော်ပြီဆိုရင်တော့အဖတ်လေးတစ်ခုကိုတော့ကိုခွန်းပြုတယ်အဲ့ဒီတနာရီနဲ့3နာရီကြားထဲမှာတစ်ခါတလေချိုးချင်းလေးတွေကိုငုံကျင်တဲ့စိတ်ရှိတဲ့အခါမှာဟာဒီတစ်ခါကိုငါကြော်သွားနိုင်ရင်အဲ့ဒါကိုငါစုပ်ပြချက်ပေါ်မှာပဲရှိတယ်ဆိုပြီးမှကိုချုပ်သေးပြီမှနော်တလားလုံးကိုကျွန်တော်ဆုတောင်းတယ်နောက်ဆုံးတစ်ရက်ကိုတော့ whole day ကိုကျွန်တော်တို့ကဆုတောင်းတယ်ပြီးလို့ရှိရင် visa ဝင်ရမယ့်အချိန်ဖြစ်တဲ့အခါမှာကျွန်တော်ကဝိညာဉ်တိုက်ပွဲကိုတိတ်ဝါဒနာပါတဲ့လူတယောက်ဖြစ်သလားတော့မသိဘူးเนาะ Jericho မြို့ကိုပတ်တယ်လို့ကျွန်တော် US တန်ရုံကိုကျွန်တော်သွားပတ်တယ်ဟိုပန်းချင်နားမှာရှိနေတဲ့အချိန်เนาะMonday မှာတစ်ခေါက်တော့ပတ်တယ်ပြန်သွားတယ် Tuesday မှာပတ်တယ်
နင်္ဂနွေနေ့ခုနှစ်ရက်မြောက်တဲ့အခါမှာခုနှစ်ပတ်တယ်ခုနှစ်ပတ်တဲ့အချိန်ကျတော့ဘေးနားမှာထိုင်လက်ဖက်ရည်မှာထိုင်တဲ့လူကဒီကောင်ကယူလာတစ်ချိန်လို့လာတယ်ဟာယူသားလမ်းလျှောက်ပုံစံနဲ့ဘေးမှာဗီဇာဝင်လိုက်တော့မရဘူးမရခဲ့ဘူးဒါပေမဲ့ဒီချိန်မှာကျွန်တော်အကျိုးကိုခံစားရတာဖြစ်တယ်ဟာလေလုယာအာမင်တိတာကျွန်တော်သိရတဲ့အကျိုးကဘာလဲဆိုတော့အဲ့ဒီတုန်းကကျွန်တော်ဆုတောင်းတဲ့အခါမှာတနည်းကြရင်တင်းလက်ထဲမှာတင်းကိုယ်တိုင်မတိထောင်ခဲ့တဲ့အသင်းတော်တစ်ပါးဆရာတော်တင်းတော်ကိုလာကြိုက်တော်ပြီပါဆရာကမကင်ဘူးဆရာတောင်းမယူဘူးဆိုရင်တင်းတော်ပြစ်စလိမ့်မယ်လို့တင်းလက်ထဲမှာအသင်းတော်တစ်ပါးအနံ့ချင်းကိုခံရမယ်အဲ့အသိကြဆိုကျွန်တော်ရတယ်အဲ့ချိန်မှာကျွန်တော်တီးဒီမှာ section လုံငယ်တာဝန်ခံတဲ့အချိန်ပြထိုင်နေတဲ့အချိန်ဖြစ်တယ်။တမ်းကုန်ဘူးဖြစ်လာတဲ့အခါမှာအဲ့တော့ကဥက္ကဋ္ဌကဆရာကြီးတွန်ဆွန်တာနော်ဆရာမဒိုင်နေပါအမျိုးသမီးခန္ဓာ commission မှာဆရာခန့်ခုတ်ခန့်လုံငယ်မှာကျွန်တော်တို့devotion ထိုင်နေတဲ့အချိန်ပါဥက္ကဋ္ဌကတယောက်ပြီးတယောက်နေလိုက်တယ်အဲ့တော့အခုတမ်းကုန်တော့မှဖြစ်တယ်ဒီတမ်းမှာသူလည်းအရွေးတော်မှခံရတော့မှနှခါရသွားပြီဆိုတော့ဒီကနေကျွန်တော်တို့ရုံးပိုက်ဆိုင်ရာမှာထိုင်တော့ဖို့ဆိုဘာရည်ရွယ်ချက်ရှိတယ်လဲဘယ်လို vision ထားကြတယ်လဲလို့တယောက်ပြီးတယောက်ဆုတောင်းခံချက်တင်ရသူဆုတောင်းတင်ပြခိုင်းတယ်သူကိုယ်တိုင်ကစီဥစွာသူကိုယ်တိုင်ကတင်ပြစီနီယာအသင်းတော်နဲ့တင်းအုပ်စီရလုံလို့ကျွန်တော်မထားနိုင်တော့ဘူးကျွန်တော်မဖြစ်နိုင်ကြီးမားတဲ့အသင်းတော်တစ်ပါးရဲ့ department လေးတစ်ခုမှာစာပေပိုင်းဆိုင်ရာမှာတာဝန်တစ်ခုကိုရခြင်းတယ်ဆိုတော့သူကတင်ပြတာဖြစ်တယ်အဲ့ဒီတင်ပြရင်လည်းကျွန်တော်အလဲရောက်တဲ့အခါမှာကျွန်တော်ကတော့ church planting ဆိုတဲ့အသင်းတော်စတဲ့နော်လုံးဝ vision မရှိဘူးစိတ်လည်းမဝင်စားဘူးအကြောက်ရဆုံးလုပ်ငန်းလည်းဖြစ်တယ်လုံးဝအသင်းတော်ကိုမသိထောင်ဘူးဒါပေမဲ့အဲ့လောက်အသင်းတော်သိထောင်စသိထောင်လောက်အောင်အခက်ခဲကြုံတွေ့ရမယ်အသင်းတော်တစ်ပါးကိုကျွန်တော်လက်ထဲကိုဖျားရှင်ကအပြိမယ်ဆိုတာတော့ကျွန်တော်သိကြသိတယ်တကယ်ပဲဒီကနေကျွန်တော်တို့ဘာကမိုးကုတ်ကိုသူတို့ကမ်းလှမ်းတဲ့ကျွန်တော်ပြန်တကက်ဝိညာဉ်ထဲ၌ဖျားသခင်ပေးထားတဲ့အကျိုးနော်ဒီနေ့အထိဆရာတော်မိသားစုကတစ်ချိန်လုံးဘုံကျဲလိုက်ဟိုဖြစ်လားအဲ့လောက်ထိဘာဖြစ်လို့အဲ့မှာတွေ့တာနေတယ်လဲဆိုတဲ့အရာလေးကိုကျွန်တော်ငေကိုရီးယားလည်းအသိစိတ်သိချင်မှသိမယ်ဖြစ်တယ်ဖျားသခင်အသိအကျဖြည့်ပေးတဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာကျွန်တော်တို့ကအခုလည်းတိုက်ပွဲဖြစ်နေတယ်သွားမှုပဲပြင်ဆင်နေတာကျွန်တော်အဲ့ဒီကနေလူတွေရှစ်ဆောင်ထွက်သွားနေတဲ့အချိန်မှာကျွန်တော်တို့ဝင်ဖို့ပဲဒါလည်းမကိုစုံစမ်းတဲ့အခါမှာအခုချိန်မှာပါစင်ကြားဒါနဲ့တဲ့အဝင်ဘက်ကိုနော်အသက်ကိုလူတအားနေတဲ့အတွက်ကြောင့်ဆရာတို့ကနာမည်စရင်ပေးပါကားတစီးစာပြည့်တဲ့အခါမှာလွတ်ပေးမယ်အဲ့ဒါနဲ့ကျွန်တော်တို့အခုကားလည်းချိတ်ထားတာဖြစ်တယ်ဒါပေမဲ့သူတို့ကနာမည်လည်းမမေးသေးဘူးဘယ်မှာကြိုရမလဲဆိုတဲ့လေ address လည်းမတောင်းသေးဘူးကျွန်တော်တို့ကတော့လာမဲ့အပတ်ကိုတော့အသိတော်ကိုရောက်ဖို့ဆိုပြီးမှအသိတော်နဲ့Christmas ကိစ္စရောကျွန်တော်တို့မလေးခရီးစဉ်သွားတဲ့အတွက်ကြောင့်Minister Sunday ကိုလည်းကျွန်တော်လက်လွတ်သွားတယ်အဲ့ဒါကိုလည်းသူတို့ကကျွန်တော်တို့ကိုပဲစောင့်နေတယ်မတိချာတော့ဒီနေ့နော်ဒီနေ့ရှိတဲ့လူတွေနဲ့လှုပ်လိုက်ရအောင်လို့ပဲကျွန်တော်တို့ဆုံးဖြတ်ပြီးမှလှုပ်ခိုင်းထားတာဖြစ်တယ်ဘာပဲဖြစ်ဖြစ်ပြောချင်တာကကျွန်တော်တို့ရဲ့ဆုတောင်းကတင်လိုချင်တဲ့အရာအဖြစ်အသိအကျမရရင်လေတင်ဆက်ဆုတောင်းပါအဲ့ဒီမှာအကျိုးကိုတင်အတွက်ဘုရားရှင်ကဘုရားတကယ်စိတ်တော်ကိုတင်တွေ့မှာဖြစ်တယ်အဲ့ဒီအကျိုးကတကယ်ကြီးမားတယ်
တင်းရဲ့ဘဝတစ်ခုလုံးကိုခိုင်မာရပ်တည်နိုင်ဖို့အတွက်အကျိုးကိုဖခင်ရှင်ကဂတိတော်ပေးထားတယ်ဟာလေလုယာအခုချိန်၌ဖခင်ကျွန်တော်အဖေမပေးဘူးလို့နည်းနည်းကိုအားမလို့အားမရနော်ဆုတောင်းယုံကြည်ခြင်းများအားနည်းနေလို့သလားဆုတောင်းတဲ့စကလုံးများမာနေသလားကိုအားလုံးအားမလို့အားမရရှိတဲ့လူတွေဒီနေ့လည်းခွန်အားပေးခြင်းတယ်တင်းရဲ့ယုံကြည်ခြင်းအားနည်းလို့မဟုတ်ပါဘူးတင်းရဲ့လိုချင်တဲ့အရာထက်ဖခင်တခင်အကြံစီကတာရကြီးမာတဲ့အတွက်ကြောင့်အဲ့ဒီအဖေကိုမပေးဘဲနဲ့အကျိုးကိုတင်ရမှာဖြစ်တယ်ဟာလေလုယာကျမ်းစာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်တို့ Christmas season ဖြစ်တဲ့အတွက်ကြောင့်ဒီဇင်ဘာလရဲ့အကျိုးကပါလေဆွတ်ဒီဇင်ဘာဆိုပြီးမှကျွန်တော်တို့ကြိုဆိုကြလားတနေ့မှာ12လရှိတယ်ဒီဇင်ဘာလတလကပဲ sweet ဆိုတဲ့နာမည်ရတယ်ဘာဖြစ်လို့လဲဒီဇင်ဘာလမှာယေရှုမွေးဖွားတဲ့အောက်မိတတိယတဲ့ရက်ကဒီဇင်ဘာလမှာတတ်မှတ်ပြီးတဲ့အတွက်ကြောင့်ယေရှုမွေးဖွားတဲ့လဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလည်းက sweet December ဖြစ်သွားတယ်ဟာလေလုယာဒါကအကျိုးဖြစ်တယ်ဟာလေလုယာသင်ဒီလေယေရှုကိုရတယ်ဆိုရင်ချိုမိန်တော့အသက်တာတဲ့ပုံမှာရောက်မှာ Praise the Lord လက်ခုပ်သည်ပြဘုရားကိုချီးမွမ်းBethlehem ကတင်ဟာမြို့ငယ်မြို့ရွက်မဟုတ်ဘူးဘာကြောင့်လဲကဲတင်ချင်းယေရှုမြို့မှာမွေးဖွားတော့ကြောင့်ဖြစ်တယ်သူကလူအမြင်ပါတဲ့အခြေအနေမှာတော့မြို့ငယ်ဖြစ်တယ်မြို့ရုပ်လည်းဖြစ်တယ်ဒါပေမဲ့အဲ့ဒီမဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုအဲ့မှာမက်ဆာယာဆိုတဲ့ကဲတင်တော့ရှင်မွေးဖွားရမယ့်နေရာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့တော်သားရင်သာမရှိတော့ဘူးယေရှုကိုရပြီဆိုရင်ဟာလေလုယာအသင်းတော်ကိုသိငယ်တော့ခံယူရင်ခံယူကောင်းခံယူလိမ့်မယ်လူတွေကအဲ့လိုမြင်ကောင်းမြင်လိမ့်မယ်ယေရှုရှိတယ်ဆိုရင်တင်ကငယ်တော့အသင်းတော်မဟုတ်ဘူးအသင်းတော်မာကြီးဖြစ်သွားတာဖြစ်တယ်ဟာလေလုယာဖယားသခင်ရှိမှာဟာလေလုယာမြို့ငယ်မြို့ရွတ်မဟုတ်တဲ့အကြောင်းရခရစ်တော်ယေရှုဖယားသူနေရာနဲ့မွေးဖွားလို့ဖြစ်တယ်လူဒီအားလုံးကနော်လက်ဝါးကားတဲ့ပုံလေးကိုအားလုံးကကြိုက်တယ်နော်ဒီမှာလဲချိတ်ထားတယ်ဒီမှာလဲချိတ်ထားတယ်ကျွန်တော်တို့မိုးကုတ်မြို့ဆိုရင်တော့အိမ်ရှိတိုင်းမှာလက်ဝါးကားတဲ့ကိုကျွန်တော်သိချင်အမျက်တန်တိုးအနေနဲ့ကျွန်တော်တို့ခါယူတကယ်တမ်းကျတော့အဲ့ဒီလက်ဝါးကားတဲ့ကလူတတ်တဲ့တင်ကြတာဖြစ်တယ်အဲ့ဒါကရက်ဆက်စွာလူတက်ချင်းအမိန်တီမိန်ပြီးတဲ့တင်ကြတာဖြစ်တယ်ယောမဥပဒေကဒါလူသားမဆာနာဘူးလူသားမဆန်ဘူးဆိုပြီးမှအဲ့ဒီဥပဒေကိုပြန်လဲပြီးမှပြုတ်ပြန်လိုက်တာဖြစ်တယ်အဲ့ဒါမပြုတ်ပြန်လို့ဆိုရင်လက်ဝါးကားတိုင်းတွေ့တာနဲ့ဟာအိမ်မက်ထဲမှာလက်ဝါးကားတိုင်းတွေ့ရဟာငါမှဘာဖြစ်လို့ဖြစ်မလဲဆိုတော့အိမ်မက်စုပြီးသွားမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီလက်ဝါးကားတိုင်းကခုထက်ထိအမျက်တနူဖြစ်ပြီးမှမယုံကြည်သူများအတွက်သူတို့စိတ်ထဲမှာကူလွန်ခံလန်းဖြစ်လောက်အောင်ဒီတစိတ်လက်ဝါးကားတိုင်းကအဲ့လောက်ထိတန်ဖိုးကြီးစီလာတာကခရစ်တော်ယေရှုဖခင်အဲ့ပေါ်မှာချိတ်ထားခြင်းခံလို့ဖြစ်တယ်ဟာလေလုယာအာမင်သင်ယေရှုကိုရဖို့အရေးကြီးတယ်မာရိအသက်တာကိုကြည်ပါကောင်းကင်တမန်ကဘာပြောလဲဖခင်သခင်ရဲ့မျက်နှာသာရတော်မိန်းမကောင်းကြီးမင်္ဂလာရတော်မိန်းမသူ့ရဲ့ကောင်းကြီးကလွတ်အမြင်နဲ့ကြည့်လိုက်ပါသူ့ရောက်သူ့ရေးစားကတူဒိတ်ကန်ထုတ်ပြီးမဲ့ဘဝရောက်သွားတာနော်ယေရှုတော်ကြောင့်ဘုရားသခင်ကအချိန်ပြီးအဖေပေးလို့တာဖြစ်တယ်သူ့ရဲ့ယေရှုမင်္ဂလာကပါလေသူ့သားအကြီးနော်ခုနကဆရာကြီးကလည်းပြောတယ်ကိုသားသမီးကိုကိုရှိမှာမိ
မဆုံးမဖမဆုံးမအဲ့စကလုံးတော်မှာမိဘတော့လုံးဝမခံနိုင်ဘူးမခံမရနိုင်တာဖြစ်တယ်နော်ကျွန်တော်တို့မိဘတွေကကျောင်းကိုပို့တဲ့အခါမှာကျွေးရှင်ကိုပို့တဲ့အခါမှာဆရာမအများစုမလဲမှာပဲရိုက်လိုက်ပါကိုသားလို့ရိုက်ပါဆုံးမပါလို့အထားပြီမဲ့ကိုစီမှာတစ်ချက်လောက်ပါရိုက်ပြီဆိုမခံနိုင်ဘူးနော်ဘုသမီးတွေလည်းကျွေးရှင်တော့အချိန်မှန်ကျွေးရှင်လာကမသွင်းနိုင်တဲ့အခါမှာကျမစိတ်တဟောပြတဲ့အခါမှာလည်းမရွတ်ကြည့်တော့မှရှိသေးတယ်တော်လားပြောရင်အတန်တော်မှကျွန်တော်တို့ကတခါတလေမထိန်နိုင်လောက် emotion ကဖြစ်နေတယ်မျက်ရည်တော်မှမထိန်နိုင်လောက်အောင်နော်ဖြစ်တယ်ကိုသားသမီးဆုံးမပါလို့တစ်ချိန်လုံးကျွန်တော်တို့ကျောင်းဆရာမများအထားပြီမဲ့တကယ်တမ်းကြတော့တကယ်လှုပ်တယ်ဆိုရင်မိဘတွေကဒီရင်ကျိုးတယ်နှားတယ်မာရီလည်းကျွန်တော်တို့လူသားပါပဲသူ့ရှိမှသူ့သားကိုစထွေးထွေးချင်းကိုခံရတယ်ဘာရိုက်တယ်ကျေပွန်းနဲ့ရိုက်တယ်သားတွေလုံးလုံးထွက်သွားတယ်သူ့မျက်ရှိမှပဲလန်ဒန်နဲ့နှစ်ဘေးကိုထိုးချင်းကိုခံရတယ်တာမန်လူသားဆိုရင်ရိုးတောင်ရိုးသွားမှာသူ့ရဲ့မင်္ဂလာကပါလေယေရှုတို့အထဲမှာထွေးပိုက်ခွင့်ရှိလို့ဖြစ်တယ်ဟာလေလုယာအဲ့ဒါထာဝရအကျိုးဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ပြင်ပအရာစိတ်လုံးရှားစေတဲ့အရာထက်ထာဝရအကျိုးဖြစ်တဲ့ခရစ်တော်ကိုပိုင်ဆိုင်ရရှိတော်သူများဖြစ်ဖို့ရကျွန်တော်ခေါ်အားပေးလိုတာဖြစ်တယ်ခေါ်ဖိတ်ပြီးသားအားလုံးကခေါ်ပဲအတိတ်တဖန်သူ့ကိုခေါ်ဖိတ်ကြရအောင်နေရာပေးရအောင်ခွင့်ပြုပေးကြရအောင်ကျွန်တော်တို့ဘဝတစ်ခုလုံးကိုသူကလွတ်လပ်စွာအုပ်စိုးပိုင်ခွင့်ကိုကျွန်တော်တို့ပေးရအောင်နော်တခါတလေကျွန်တော်တို့တချို့တွေကဝိညာဉ်တော်ဆင်ကြပါလို့ခင်ဗျားတို့ကတစ်ချိန်လုံးတစ်ချိန်စုံနေဆိုတော့ဝိညာဉ်တော်ကတင်တော့အထဲမှာမရှိဘူးလားဘောတကယ်ဖြစ်တယ်ဆိုအထဲမှာရှိပြီလေဘာဖြစ်လို့ပြန်နေလာဘူးရန်ခေါ်နေတယ်လေတချို့ကအဖြေလည်းမရှိဘူးဟုတ်တာပဲနော်ဒီဖရားကျောင်းထဲမှာကျွန်တော်ရှိတယ်ဒီနေရာမှာထိုင်တယ်ဒါမျိုးတပါပတိကရှောက်ကိုဖိတ်ခေါ်ပါတယ်အချိန်ပေးရအောင်ဒီဖရားကျောင်းထဲမှာမရှိလို့ဖိတ်ခေါ်တာမဟုတ်ဘူးဒီအစီအစဉ်အားလုံးကိုကျွန်တော် authority လို့ပြောရမှာအခွင့်အာဏာအားလုံးကကျွန်တော်ကိုလွဲအပ်တဲ့အခါမှာဆက်ဟိုနေရာပေးရအောင်သူ့ကိုဖိတ်ခေါ်ရအောင်ဝိညာဉ်တော်ကိုကျွန်တော်တို့ဖိတ်ခေါ်တဲ့အခါမှာယေရှုအတိတ်မှာဖိတ်ခေါ်မယ်လို့ကျွန်တော်ပြောတော့ဒီမှာမရှိဘူးမဟုတ်ဘူးသူ့ကို full authority လို့ပြောတော့အုပ်ဆိုးခြင်းသူ့ရဲ့အကျင့်အစီအတိုင်းကျွန်တော်တို့ကိုဆက်လက်ဦးဆောင်ဖို့ရအခုကျန်ခွင့်ပြုစပြုကြရအောင်လို့ကျွန်တော်ပြောချင်တယ်ဟာလေလုယာထိုယေရှုကိုကျွန်တော်တို့ကနေရာပေးရအောင်လို့ကျွန်တော်ခေါ်အားပေးရင်းနဲ့မိခုံချုပ်လိုပါတယ်တပါပတိကို